ထိုင်းမှာနေပြီးတော့ stable room သို့မဟုတ်ဒီ China room 40ကိုစိတ်ဝင်စားနေတယ်ဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ဒီဗီဒီယိုကိုအရင်ဆုံးစောအောင်ကြည့်သွားပါအားလုံးမင်္ဂလာပါပထမဆုံးအနေနဲ့ကျွန်တော်ဒီဗီဒီယိုလေးတစ်ခုကိုပြပေးချင်ပါတယ်မမရရအနေနဲ့ပေါ့နော်လွန်ခဲ့တဲ့2လကျော်လောက်ကကျွန်တော်စီကိုဒီဖေဘူးဒီမှာနေတဲ့ brother လေးတစ်ယောက်ကပေါ့နော် PC လေးတစ်ခုပို့လာပေးတယ် PC ကတော့အခုဒီဗီဒီယိုမှာမြင်ရတဲ့အတိုင်းပဲထုတ်ပို့ထားတဲ့ပုံစံတွေကတော်တော်လေးကိုစိုးတယ်ပေါ့နော်ဒါကလည်းဒီ PC ပို့တာဒီ online တွေနဲ့အသက်မွေးဝမ်းပြုတဲ့လူမဟုတ်ဆိုတော့ပထမဦးဆုံးအနေနဲ့ PC တွေလည်းမပို့တက်လို့ပဲဖြစ်ပါတယ်အဓိကကတော့ဒီ PC ထဲမှာကအဓိကဒီ brother လေးကကျွန်တော်ကိုပို့ပေးလိုက်တာက Redmi ရဲ့ K80 ဆိုတဲ့ဖုန်းပဲဖြစ်ပါတယ်သူကကျွန်တော် TikTok ထဲကနေမြင်ပြီးတော့ chatbot တွေကိုလာတယ်ပြီးဦးစဉ်ကျွန်တော်စီကို PC ပို့ပေးလိုက်တယ်ပေါ့နော်အခုဒီနားမှာပြောစရာရှိတာကဒီ brother လေးอ่ะပေါ့နော်အသက်19နှစ်ပဲရှိသေးတယ်တော်တော်လေးကိုမှတော်တဲ့ကလေးတယောက်ပဲတော်တော်လေးကိုမှတော်တဲ့ကလေးတယောက်လို့ဆိုလို့ရတယ်ဘာကြောင့်ကျွန်တော်ဒီစကားကိုပြောရတာလဲဆိုဦးစဉ်ကျွန်တော်ဒီ online တွေဒီ tab PC တွေနေရောင်းလာတာကြာပြီတချို့တွေဆိုဦးစဉ် PC တွေမှန်နေကြတယ်တခုခုဖြစ်ပြီးတခုဆိုဦးစဉ် PC တွေပြဿနာဖြစ်ပြီးဆိုရင်ကျွန်တော်က PC ပြန်ပို့ခိုင်းတာတို့မဟုတ်တဲ့တချို့တွေကလည်းဒီ display တွေဘာတွေပြင်ချင်တာတို့အဲ့လိုအခါမျိုးတွေမှာ PC ပို့ခိုင်းတဲ့ဆိုရင်တော်တော်များများကနံပါတ်1မပို့တတ်ဘူးမလုပ်တတ်ဘူးနေ့ကလေးကြတော့လဲဘာသာစကားအခက်ခဲတွေနဲ့အုပ်ကလေးကြတော့ဒီ PC တွေပို့ဖို့တဲ့စာတိုက်တွေ terabyte တွေကိုမသိကြတာများတယ်ပေါ့နော်သို့တော့ကျွန်တော်တို့ကအဲ့လို PC decision ပို့ဖို့အတွက်အကကြီးကနေအအထိပြောပြရင်တော့မှမပို့တတ်တာအကြောင်းအဓိကအဖြစ်ကတော့ပြောပြတယ်ဆင်ပြတယ်ဆိုရတော့မှနောက်ဆုံးအနေနဲ့မလုပ်ရဲတာမလုပ်တတ်ကြတာတော်တော်များများတယ်ပေါ့နော်မလုပ်တဲ့တော့မှကျွန်တော်တို့ကပြောပြလို့လုံးလိုက်ပြဿနာမရှိအခုကမလုပ်ချင်တာနဲ့မလုပ်ရဲတာတွေပါတယ်ပေါ့နော်အပြီးဆိုရင်ကိုယ်နိုင်ငံလည်းမဟုတ်ကိုယ်ဘာသာစကားတွေလည်းမဟုတ်ဆိုတော့အတွေ့အကြုံဒီ experience တွေမရှိတော့မလုပ်ရဲကြတာမလုပ်နိုင်တာဒါသဘောပဲဘာမှကျွန်တော်တို့အပြည့်ပြောစရာတော့မလိုဘူးပေါ့နော်သို့တော့ဒီကောင်လေးကတော့တော်တော်လေးကိုမှတော်တယ်သူကပထမဆုံးနဲ့ PC ပို့မယ်သူ PC ပို့မယ်ဆိုတော့သူက online တွေပဲချက်လိုက်တယ်နောက်ဆိုသူကကျွန်တော်လာမေးတဲ့ချက်မှာကျွန်တော်ကသူ့ကိုမေးလိုက်တယ် brother လေးဒါ online နဲ့ပို့ဖို့တာပေါ့နော်အကြံပေးချင်တာကဒီ GPS တွေကနေကိုနေတဲ့အနီးဆုံးနေရာမှာဒီဟိုမှာထားလိုက်ပါတော့စာတိုက်တွေချက်လို့ရတယ်စာတိုက်အနေနဲ့ဒီ Thailand ပို့ဆိုတာရေးလိုက်ဒီကျွန်တော်တို့ Chrome ထဲဝင်ပြီးတော့အဲ့လိုချက်လိုက်တာနဲ့ GPS မှာသူပြပေးထားမယ်ကျွန်တော်အကြံဖြစ်နေနေပါပဲပြောလိုက်တဲ့ချက်မှာဒီကောင်လေးอ่ะပေါ့နော်တော်တော်လေးကိုတော်တယ်ပူပါဆိုရင်စာတိုက်ကိုရောက်သွားတယ်အခုရေးတဲ့ကျွန်တော်တို့မှာ PC ပို့ဖို့လုပ်နေပြီပေါ့နော်ကျွန်တော်ကကလေးอ่ะစရတော့ကျွန်တော်အသက်ဒီဘက်တွေတော့မမေးလိုက်သေးဒီ PC ပို့ပြီးမဲ့ဆိုရင်ပို့လဲပို့လိုက်ပေါ့နော်အမှန်ကကျွန်တော်သူ PC ပို့ခိုင်းတယ်မဟုတ်သူ့ကိုဆိုင်စစ်မှာလာခိုင်းတာသို့တော့သူနေတဲ့နေရာလောက်ဟာဒီဖက်ဘူးလီဆိုတော့ကျွန်တော်တို့ဒီနေတဲ့နေရာနဲ့ဆိုတော်တော်များများ2နိုင်သို့မဟုတ်3နိုင်လောက်ရှိတယ်ပြီးကျွန်တော်စီမှာတော်တော်များများဖုန်းဝယ်ယူအားပေးနေတဲ့ကျွန်တော်ရဲ့ဒီညီကိုမောင်နှမတော်တော်များများတွေကဒီဖက်ဘူးလီမှာတော်တော်လေးဥမာများတယ်ဒီတနေ့ဒီဆုံးကားတယ်ဘောနော်တကြံပိတ်ရဲ့ဒီပြီးမှဒီညူလီယာပိတ်ရဲ့ဒီကျရင်ဆိုင်မှာတော်တော်များများလာကြတာအဲ့ဒီဖက်ဘူးလီကများတယ်အဲ့ဒီဘရာသာလေးတွေကိုလည်းဒီဗီဒီယိုထဲမှာကျေးဇူးတင်တယ်လို့ပြောချင်တာပေါ့နော်ဆိုတော့သူကအစောသက်အနေနဲ့ပြောချင်တာဗျာလူကြီးတူကြီးနဲ့ပြောမစိုးစင် PC ကျွန်တော်စီကိုရလာတော့အခုမြင်တဲ့အတိုင်းပဲအဓိကကနံပါတ်1မှန်ဘုတ်ကပြုတ်ကြလို့ထင်ပါတယ်မှန်လို့ကကိုယ်နေတယ်ပေါ့နော်တစ်ချမ်းကမဲသွားပြီးတော့တစ်ချမ်းကတော့ပို့လို့လည်းမရတော့နှစ်ကလေးကြတော့လဲအနောက်က bus ကဘာမှလည်းကိုယ်ကြည့်နေတယ်ဆိုတော့ PC တွေပြင်ရမယ်ဆိုတော့ဒီ PC တွေကိုကျွန်တော်တို့အကောလုံးပြုပြင်ရမယ်ပေါ့နော်ဒါနဲ့ကျွန်တော်လည်း PC လက်ခံလိုက်တယ်လက်ခံပြီးတော့နံပါတ်1အနေနဲ့ကျွန်တော်ဒီ officially Xiaomi ပေါ့နော် Redmi ဆိုတာကျွန်တော်တို့ Xiaomi ရဲ့လာတာဖြစ်တယ်မလို့ဒီ Thai နိုင်ငံကXiaomi Thailand ကို PC ချက်တယ်PC ရှိတယ်ပေါ့နော်ရှိတယ်ဆိုတာဒီ Redmi ရဲ့ K80 မဟုတ်ရှိတာဒီ Thai နိုင်ငံမှာဝင်တာ officially က Poco ရဲ့ F6 Pro ပေါ့နော် Poco ရဲ့ F6 Pro နဲ့ဒီ Redmi ရဲ့ K80 ဆိုတာအကလုံးတူပဲပြောချင်တာနာမည်ပဲမတူတာ specification တွေများတော်တော်များတူတယ်ခုပဲရှိတာကျွန်တော်တို့ကဒီ Poco ဆိုတာနိုင်ငံတကာ officially ဝင်ပြီးတော့ Redmi ဆိုတာသူတို့ stable သူတို့ China မှာပဲရောင်းနေတဲ့ဖုန်းဖြစ်တယ်ဒါပေမဲ့တကယ်တမ်း PC မှာပြီးတော့မှန်ရောက်လာတဲ့အခါမှာချက်ကြည့်လာတော့ဘယ်လိုမှအဆင်မပြေဘူးအဲ့လိုရပြီမှလည်းကျွန်တော်တို့ဒီလိုပို့လို့ပါလို့မရဘူးအဆင်လည်းမပြေဘူးဆိုတော့အဲ့ဒါနဲ့ okay ဒီမှန်နဲ့မရတခြားမှန်နဲ့အနေနဲ့သူ့ရဲ့ official မှန်ရမလားဆိုပြီးတော့ချက်ခိုင်းပြီးတော့
ပစ္စည်းလမ်းမှာခိုင်းတယ်ဒါပေမဲ့သူတို့စာပေကလည်းအချိန်တွေကြာမယ်ပြည်ဦးစင်ဒီနိုင်ငံ official ဝင်တဲ့ဖုန်းမဟုတ်တာဖြစ်တဲ့ကြောင့်သူတို့မလုပ်ချင်ပေဘူးထင်ပါတယ်နောက်ဆိုတော့မရလို့ပဲပြောလိုက်တယ် okay ဒါဆိုရင်လည်းဒီ original မှမရောက်ဆိုရင်ဒီ showroom မှာမရောက်ဆိုတော့ကျွန်တော်ကနေမှအရင်ကလည်းကိုတိုင်ကဒီစာပေလုပ်နေတဲ့လူပဲဆိုတော့ကိုရဲ့ senior တွေစီးတယ်ပြီးတချို့တွေကိုရဲ့အပေါင်းဖော်တွေပေါ်တာတွေစီးတယ်အဲ့ဒါနဲ့အဒီတွေကို PC လိုက်ချက်တယ်နောက်ဆိုတော့လည်းမရပါဘူးဗျဒီ original မှာဘယ်လိုမှမရဒါအပြည့်ကျွန်တော်တို့ဒီ time မှာဆိုဦးစင်မြန်မာနိုင်ငံကဒီရန်ကုန်မှာပန်းဆိုးတန်းမျိုးဒီဖုန်းတွေလက်လီလက်က PC တွေပို့နေတဲ့ market ဆိုတာရှိတယ်အဲ့ဒီ market ကိုလမ်းချက်တယ်ကိုတိုင်ချက်တော့လည်းမရပဲ PC လမ်းမှာပြီးပလားဆိုတော့လည်းအချိန်ကြနိုင်တယ်အနည်းဆုံး3-4လကြာနိုင်ဆိုတော့တို့လည်းမမချင်းမရဘူးအဲ့ဒါနဲ့နောက်တစ်ချက်အနေနဲ့ဒီ time မှာ online ပေါ်ကနေလမ်းမှာပို့တဲ့ဒီ Shopee ဆိုတော့ဒီနိုင်ငံမှာပဲအဓိက focus ထားတဲ့ application ဆိုတော့ Uber service ဘာတွေရချင်မှရမယ်အဲ့တော့ဒီ Lazada တွေကိုသွားလဲ Lazada တော့မှာ original မှချက်တယ်ဘယ်လို့မှမရဘူးဒီ copy မှမရတော့ဗောနော်ဘယ်လို့မှစာလို့မရဘူးဆိုတော့နောက်ဆုံးကျွန်တော်တို့ဒီကုတ်တိုင်းမှာရှိတဲ့ဒီ PC တွေပြင်စာပေတွေလုံနေတယ်ကျွန်တော်တို့ senior ရှိတယ်ဗောနော် senior ထိုင်းအကိုကိုမေးတယ်မေးပြီးတော့သူ့ကိုလည်းချက်ခိုင်းတယ်သူကလည်းလိုက်ချက်တယ် original ဘယ်လို့မှမရဘူးဗောနော်သူပြောတယ်စီရမဒီ copy ပဲ copy တော့မသိချသေးဘူးတဲ့ okay ဆိုတော့အချိန်ရလည်းညီလေးပို့လိုက်တဲ့အချိန်ကနေ PC ရပို့ချိန်တဲ့အချိန်အပြည့်2ပတ်တော့ကြာပါ2ပတ်တော့ကြာပြီဘယ်လို့မှမရဘူးအဲ့တော့ဒီဂျားနမှာကြုံနေတော့ဒီဂျားနမှာကျွန်တော်တို့ PC စာလို့မရတော့ brother လေးကသူကမြန်မာပြည်ကို PC လေးလမ်းချက်ကြည့်တယ်ပေါ့နော်ပြောချင်တာမှန်လေး original မှန်ဘယ်လောက်ရှိမလဲဆိုမြန်မာငွေ6သိန်းနဲ့8တောင်လောက်ရှိတယ်တဲ့ဆိုတော့မြန်မာငွေ6သိန်း8တောင်ကျွန်တော်တို့ဘတ်နဲ့တွက်တော့ဆိုဦးစင်လက်ရှိမှာကျွန်တော်ထင်တာ9000ပတ်ချလေးလောက်ရှိမှာပေါ့နော်ဒီနေပေါက်စီ820လားမသိဆိုတော့ဘတ်9000 6000လောက်ရှိလိမ့်မယ်ဒါတော့မှကျွန်တော်တို့ PC ရဲ့တန်ဖိုးပဲရှိသေးတယ်အဲ့ဒီကနေလက်မှာလို့ဒီကိုလာဖို့ဆိုနေအချိန်ကလည်းကြာအောင်မပြီးပို့ခတွေကလည်းမလွယ်လောပါ PC ရဲ့တန်ဖိုးတွေပို့ရတဲ့တန်ဖိုးတွေပုံများသွားနိုင်တာမလို့ဘာမှမတက်နိုင်တော့ okay နောက်ဆုံးမှတော့ကျွန်တော်တို့ဘာမှလှုပ်လို့မရတဲ့အစုံဒီ copy မှန်နဲ့ပဲကျွန်တော်တို့ပြင်လိုက်ပါတယ် copy မှန်မှာတော့တည်တဲ့အတိုင်း LCD display ဆိုတော့အရင်သူ့ရဲ့ original display ဘယ်လိုမှမရ original display ကသူကသုံးထားတာ OLED ပတ်နဲ့ဖြစ်တယ်တိုးတော့ဒီမှာကလည်းကြ LCD ပတ်နဲ့ဆိုတော့ဟိုတဲ့ hand feeling ဒီကိုင်းရတာလို့ကအဆင်မပြေဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့နောက်ဆိုတော့မှန်ပြင်လိုက်တယ် PUC အနောက်မှာကွဲနေတဲ့ဟာကိုလည်းကာဘာချိတ်ဖို့ body ချိတ်ဖို့လည်းမရပါဘူးအဲ့ဒါနဲ့ဘာလို့ဆို sticker လေးအုပ်လိုက်ရပါတယ်အဓိကကတော့ဒီဗီဒီယိုမှာပြောချင်တာခုနကတော့ဒီ stable room သို့မဟုတ် China room 4တွေကိုကန်တာကျွန်တော်တို့ပြည်တွင်း market မှာသွားလို့ရတယ်ပြောချင်တာကျွန်တော်တို့နိုင်ငံမှာ officially ဝင်တဲ့ brand တွေကနည်းနည်းရှားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က stable room တွေအပြုတ်ပြီးတော့ရောင်းတာဒါအောင်ကျွန်တော်ကနားလည်ပေးလို့ရတယ်ဒါတွေကိုကျွန်တော်တို့ကအပြည့်လို့သာပြောလို့လည်းမရဘူးကိုနိုင်ငံရဲ့အခြေအနေနဲ့ဒီ market သဘောကအရာသွားကြတယ်ဆိုတော့သို့တော့ဒီနိုင်ငံမှာကအဲ့လိုမဟုတ်ဗျတော်တော်များများဒီနိုင်ငံမှာ officially ဝင်နေတဲ့ brand တွေပဲတော်တော်များများပြီး stable room တွေရှိသလားဆိုတော့လွန်ခဲ့တဲ့3နှစ်လောက်ကျွန်တော်အမှန်မှန်ရှိတာတော့ရှိတယ်ထင်သလောက်မဖောင်ပွားသေးလောလောဆယ်တော့ကျွန်တော်တို့ဒီ Thai နိုင်ငံရဲ့မြန်မာ market မှာဆိုရင်ဒီခုနက stable room နဲ့ China room တွေကတော်တော်လေးကိုမှဖောင်ပွားလာတယ်ဖောင်ပွားလာတာပြဿနာမရှိဘူးရောင်းတဲ့လူတွေတယ်လည်းဘာမှတိတ်ပြောနေစရာတိတ်မရှိပေမဲ့ခက်တာဝယ်တဲ့ကျွန်တော်တို့တွေပေါ့နော်တစ်ခါတည်းကျရင်ဈေးတော်တယ် performance ကျန်တယ် review တွေကြည့်ပြီးတော့ information အမှားတွေနဲ့ default တစ်လုံးကိုဝယ်ဖို့စုပ်ပြလိုက်တဲ့အခါမှာဒီလို accident တွေဒီလိုပြဿနာမျိုးတွေဖြစ်လာပြီးဆိုရင်ဘာလုပ်ကြမလဲဒါကိုတော်တော်များများလည်းမသိကြဘူး stable room ဘုတ်တွေကမကောင်းတာမဟုတ်ကောင်းတယ်သို့တော့ဖြစ်သွားပြီးဆိုရင်ဒီလိုမျိုးတွေကျွန်တော်တို့ဘာလုပ်ကြလဲမဒီလိုအဖြစ်ပြက်ကြောက်တဲ့အခါမှာဆိုရင်ပေါ့နော်ဒါကြောင့်အဓိကအနေနဲ့အကြံပေးချင်တာ stable room ဘုတ်တွေကင်တော့မဲ့ဆိုရင်ဒီဘုတ်တွေက stable လား global လားဆိုတာကိုလည်းအရင်ဆုံးကိုသိထားဖို့လိုအပ်တယ်ကိုက review တွေဒါမှမဟုတ် phone တွေဝယ်ဖို့စဉ်းစားနေတဲ့ဒီ phone review တွေပဲကြည့်တယ်ဆိုရင်လည်းဒီ phone တစ်လုံးရဲ့ information တွေကိုသိချလဲအမှန်မမှားဘူးပေါ့နော် stable လား global လားကိုလည်းချက်ပါပြီးဝယ်တဲ့လူတွေရဲ့ဒီ recommend ပေးတာသို့မဟုတ်ဒီအယောင်ကိုယ်စားလှယ်တွေရဲ့ recommend ပေးတာတို့နည်းနည်းလေးစဉ်းစားဖို့အကြံပေးချင်ပါတယ်အဲ့လိုမဟုတ်ပဲရတယ်ဈေးတက်တိုင်ပြီးရော performance ကျရင်ပြီးရောဆိုရင်တော့အခုဒီ brother လေးလိုဖြစ်သွားနိုင်တယ်ပေါ့နော်ဒီ brother လေးဆိုတာထိုင်းမှာဝယ်တာမဟုတ်ဘူးမြန်မာနေဝယ်လာတာဖြစ်တယ်ဒါအပြင်စဉ်းစားစီစဉ်ကကျွန်တော်တို့ကလူများနိုင်ငံမှာနေတာဖြစ်တယ်ဘုတ်ဝယ်တဲ့လူတော်တော်များများလဲကျွန်တော်ချက်ပေါက်တော့မှဆိုဦးစင်ပေါ့နော်ချက်ပေါက်တွေဖြစ်အပြင်မှာတွေဖြစ်အများအပြည့်ကျွန်တော်တို့တွေကပတ်စံပေါ်နေလို့မဟုတ်ကျွန်တော်ကိုယ်တိုင်ဆိုတော့ဘယ်လိုမှပတ်စံမပေါ်
ပတ်စံသိရှိမှာအဲ့တော့ဖုတ်တလုံးဝယ်ဖို့တဲ့ကျွန်တော်တို့ကလာစာတရားနေစုလိုက်တာတချို့ဆို3-4လလောက်မှဖုတ်တလုံးဝယ်ရတယ်ပြီးရင်ကျွန်တော်တို့ကဖုတ်တလုံးဝယ်ပြီးရတဲ့အခါတိုင်းမှာလဲပြီးသွားတာမဟုတ်ဗျဖုတ်ဒီဆိုတာကအစာအသောက်တွေလို့အလားပပစ္စည်းတွေလို့တလားနဲ့ပြီးသွားတယ်တရက်တည်းနဲ့စားလို့ပြီးသွားတထိုင်တည်းနဲ့ကုတ်သွားတာမဟုတ်ကျွန်တော်တို့ကသွားပြီးတော့လောင်းထိုင်သွားတော့မှအနည်းဆုံးနေ့နဲ့ချီနဲ့သွားတော့မယ်ဆိုတော့ဒီနေ့နဲ့ချီတဲ့ကြာမှာဒီဖုန်းတွေဒီ PC တွေကိုထိသိမ်းတဲ့အခါမှာမလိုအပ်ပဲအပုံပတ်စံတွေထပ်မကုန်အောင်လဲကျွန်တော်တို့ထပ်စင်စားဖို့လိုအပ်တယ်ဒီများ review ပေးတဲ့ကောင်းတဲ့ performance ကျန်တဲ့ဈေးသက်သာတဲ့ဆိုတော့လဲသွားပြီးတော့စိတ်မဝင်စားစီခြင်းပေါ့နော်ဒါအပြင်တစ်ခါစီကြောက်စင်ကြကျွန်တော်တို့ဆွေးနွေးမှာတွေကဒီ information အချက်လက်အမှားတွေကိုလည်းကောင်းတဲ့ထည့်ပြီးတော့ဒီကျွန်တော်တို့ချက်ပေါက်တွေအပြင်မှာတွေလိုက်စားလေးရှိတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဒီ phone တွေဝယ်ဖို့ဆိုရင်အခုဒီ view ကိုလောက်နေတဲ့ကျွန်တော်တို့ကဒီတက်တွေနဲ့အသက်မွေးရကြောင်ပြုတဲ့လူမလို့ phone တွေကတစ်လုံးမကတစ်လုံးစားနှစ်လုံးစားရှိတယ်ဒီ review လုပ်နေလူတွေဆိုတာလဲ brother လို့သူတို့ video တွေပေါအောင်လူကြိုက်များဆိုတော့တစ်ခါကျရင် review တွေလောက်တာဖြစ်တယ်သူတို့ကိုယ်တိုင်ကဒီ phone ကိုတောက်ချင်မှတောက်တယ်တောက်တယ်ဆိုတာကလည်းသူတို့ experience အနေနဲ့ပြန်ပြောလို့ရရင်ဒီလောက်ပဲစမ်းသပ်တာ brother တို့လိုမျိုးမဟုတ်ကိုဒီကလက်ကျတော့ဝယ်တဲ့ user ဆိုတာကအဒီကစီမပတ်စံနေစုပြီးဒီ phone တစ်လုံးပဲဝယ်လိုက်မယ်ဗျအဲ့တော့ဝယ်ပြီးရတဲ့အခါကျရင်လည်းဒီ phone ရဲ့နောက်ဆက်တဲ့ accident တွေကတစ်ကိုပဲလောက်ရမယ်ကိုပဲထဲသိဆောက်အောင်မယ်ပေါ့နော်ဈေးသက်သာတယ်ဆိုရင်တော့ဒါကကျွန်တော်တို့မြန်မာပြည်နဲ့အကျိုးပြည်တွင်းမှာကြလိုက်ကြတော့အဲ့ဒီ stable room phone တွေကဈေးသက်သာလာဆိုကျွန်တော်ကတော့သက်သာတယ်လို့မြင်တယ်သို့တော့ထိုင်းမှာဆိုရင်တော့ကျွန်တော်ပြောမယ်နော် stable room phone သို့မဟုတ်ဒီ China room phone တွေကခံရလောက်ဈေးမသက်သာဥပမာအနေနဲ့ကျွန်တော်နိုင်ငံတော် brand မပြောကျွန်တော်ဒီ Vivo ထဲကနေမှ HCD ကိုပြောပြပေးမယ်ပြီးခဲ့တဲ့ဒီတလားကြော်လောက်ကမသိဘူးအဲ့300ပေါ့နော်ထိုင်းကို officially မဝင်သေးဘူးသို့တော့ line ပေါ်မှာဒီ stable room တွေရောင်းနေကြပြီအဲ့တော့ရောင်းတာဘယ်လောက်လဲဆိုဦးစင်ဘက်ကိုမှ2000နဲ့8000 9000 9000လောက်မသိအဲ့ဒါလောက်သွားတယ်သို့တော့ officially စရောင်းတဲ့အခါမှာဆိုရင်တော့ဒီ group ပဲအလုပ်သို့မဟုတ်ထိုင်းကို official ဝင်တဲ့အလုပ်လဲကြလား3000 နဲ့3000 ထားဆိုတော့ stable room နဲ့ဒီ group ပဲ room 4ဈေးနှုန်းအကြံပြည့်2000ပဲกว่าတယ်ဒီ2000ကကျွန်တော်တို့ရဲ့ဈေးသက်သာသွားတယ်လို့ထင်တာလားတကယ်တမ်းကနော်အဲ့ဒီ 4ကကျွန်တော်တို့ကန်အောင်လို့ကန်နေတဲ့အတော်တွင်မှာ accident တွေဖြစ်သွားတော့မှန်ပြုတ်ကြလို့ကွဲသွားတဲ့အခါကျရင်ဘယ်လိုလုပ်မလဲပြန်ပြင်တဲ့အခါကျဦးစင်အဲ့မှာချိုပါမယ်ပေါ့နော်ဒီနိုင်ငံ officially group ပဲဝင်တဲ့ကောင်တွေကလပ်ကြတော့ခုနတော့ warranty တွေကိုမှသူကြီးရပြီးတာအဲ့ဒီမှန်ပြုတ်ကြလို့ကွဲရင်သူတို့ free ပြင်ပေးတယ်နော်တစ်ခါ free ပြင်ပေးတယ်ပတ်စံမကုန်အဲ့ဒီမှန်ကိုပြင်မယ်ဆိုတေးချတယ်ဘက်ကမှ3000 4000ပတ်ချလဲမှ9000လောက်ဖြစ်သွားနိုင်တယ် flexible phone ဆိုတော့ခုနတော့ညီကိုတို့ကဒီ stable room phone ဝယ်ကန်လိုက်တာပတ်စံ2000ပဲသက်သာမလဲတကယ်တမ်းကိုကပတ်စံမှန်ကွဲသွားလို့ပြုတ်ကြသွားပြီပြန်ပြင်တဲ့အခါမှာဖုံးဝယ်တော့လား2900မှန်ကိုပြန်ပြင်တဲ့အခါမှာ9000လောက်ဆိုဘရောတို့3000 4000လောက်ဖြစ်သွားမယ်တကယ်လို့ brother တို့တော့ officiality ဝင်လာ3000 2000လောက်မယ်ပတ်စံတော့ပူတက်တာလို့မယ်ကြားတော့မှနေထိုင်နေ official ဝင်တဲ့အလုပ်တွေကလည်းကြတော့ပတ်စံမကုန်တဲ့အပြင်ပတ်စံကုန်လည်း PC တွေကပေါ်တော်နဲ့ဘာပြဿနာမှမရှိအဲ့လိုမှကျွန်တော်တို့ stable room phone တွေကလည်းကြခုနတော့အမနာကားပြီး PC ကတစ်စားလို့မရခုနတော့ဗီဒီယိုရဲ့အစမပြောသလိုဒီ brother လေးလို PC ဘယ်လိုမှစားလို့မရတော့ဘာလို့ဖြစ်သွားနိုင်တယ်ပြောချင်တာကရီတူအတွက်မှာပဲသိမကြည့်ကြပါနဲ့ long time အတွက်ကိုလည်းကြည်ပေါ့နော်ဖုန်းဒီဝယ်တဲ့အခါမှာကျွန်တော်ကတဲ့ချက်ကိုအမြဲတမ်းပြောလို့ရှိတယ်ကျွန်တော်ချက်ပေါက်တွေကျွန်တော်စိုင်းစင်မှာဖြစ်လာတဲ့အခါမှာအမြဲတမ်းဒီ information ကောင်းတော့မှပြီးစီချင်ပါတယ်နောက်တစ်ချက်အနေနဲ့သိထားချင်တာရောင်းတဲ့လူဆိုတာရောင်းတဲ့အလုပ်ပဲလုပ်မှာသူတို့ကရောင်းရအောင်ဖြိုးအတွက်တော့ပြောရမှာမယ်သို့တော့ကျွန်တော်တို့ဝယ်တဲ့လူတွေကလည်းကြတော့ဒီအချက်လေးတွေကိုထပ်ကိုတွေ့ရမယ်ဖုန်းတစ်လုံးဝယ်တဲ့အခါမှာတချို့ဗီဒီယိုတွေမှာကျွန်တော်လုပ်ပေးထားတာရှိတယ်ဘာတွေကိုယူဆိုင်မယ်ဆိုတာကိုပြောပေးထားတာရှိတယ်ပေါ့နော်အနည်းကုန်ချုပ်အနေနဲ့ပြောချင်တာဖုန်းဒီဝယ်တဲ့အခါမှာ stable room ဖုန်းဒီဝယ်တော့မယ်ဆိုရင်နံပါတ်1ကိုကဖုန်းတစ်လုံးကိုဘယ်လောက်ထိအတိုင်းတာပဲအချိန်ထိသုံးပါလဲပြီးရင်ကို့မှာဖုန်းကနှလုံးသုံးလုံးရှိတာဟုတ်ရဲ့လားဒါတွေလည်းစဉ်းစားပါနံပါတ်3အနေနဲ့ကလည်းကြတော့ဒီဖုန်းတစ်လုံးက accident တွေဖြစ်သွားပြီးဆိုရင်နောက်ဆက်တွဲတွေကိုဖြည့်ဆင်းဖို့အတွက်ပြုပြင်ထိပ်သိမ်းခတ်တွေကိုလည်းတက်ဆင်စားပါမယ်နောက်ပြီးတော့ဖုန်းဒီပြတ်သွားတဲ့အခါမှာဒါပါတော့ပြတ်သွားတာမဟုတ်တခုခုပြဿနာတွေဖြစ်သွားတဲ့ဆိုရင်စာပေတွေပုံမယ်စာပေတွေလောက်တဲ့အခါမှာဆိုရင်ပတ်စံတက်ကုန်မှာတို့ဒါပြီးအခြေတွေကြမ်းကြမှာတို့ဆိုရင်ကို့မှာတခြားတစ်ပိုက်တစ်လောက်ကစီပါအောင်မလားဆိုတာလဲတက်စင်စားဖို့လိုအပ်ပါတယ်ပြောချင်တာမဖြစ်ဘူးငါတို့ကင်တာဘာမှမဖြစ်ဘူးပါညာပြောနေကြပါစေလူများကင်လို့မဖြစ်ဘူးသင်ဝယ်လိုင်းမှဖြစ်သွားတယ်ဆိုရင်သင်ဘယ်လိုလောက်သွားမလဲ
ဒါတွေကိုကြိုတင်ပြီးတော့ကိုတွက်ချက်စေချင်ပါတယ်နောက်ပြီးတော့ဖုန်းတွေ review တွေကြည်တာဖုန်းတွေဝက်ကနေ information တွေချက်ပြီးဆိုရင်ပေါ့နော်ဒီ information အမှားလေးတွေကိုလည်းဂရုစိုက်ပါဘယ်အခြေအနေမှာထွက်လာတယ်ပြီးရင် stable တာ group ပဲလားပြီးရင် stable နဲ့ group ပဲအားနည်းချက်အားသာချက်တွေကိုလည်းဒီ YouTube ပေါ်မှာဒီတင်နေကြတဲ့လူတွေအများကြီးရှိတယ် note တွေအနေနဲ့ sharing လုပ်ပေးထားတဲ့ကျွန်တော်တို့ရဲ့ senior လေးတွေအများကြီးရှိတယ်ဗျာဆိုတော့ဒီတွေထဲမှာလည်းကြည့်လို့ရတယ်မဖြစ်မနေကိုကဒီနိုင်ငံမှာ officially ဝင်နေတဲ့ phone တွေအများကြီး performance level တန်တူ Zeno တွေလည်းဘာမှသိမကွာဘူးဆိုရင်တရားဝင်ပြီးတော့တရားဝင်ရောင်းနေတဲ့ phone တွေကိုသူတို့ရဲ့ warranty အပြည့်နဲ့ပဲဝယ်တာ performance ကျန်းတယ်ဈေး1000-2000သက်သာရုံနဲ့သွားပြီးတော့မမျော်လင့်ကြပါနဲ့အကြံပေးချင်တာပေါ့နော်ငါစာအုပ်ပဲကြည့်ပြီးငါများချိတ်မမြင်ပေါ့နော်ကျွန်တော်တို့ဝယ်တဲ့လူတွေအတွက်နာကားသွားနိုင်ပေါ့နော်ဒီများနိုင်ငံသားတွေဆိုရင်တော်များများဒါအချက်တွေသိတယ်သို့တော့ကျွန်တော်တို့ဒီထိုင်းရောက်နေတဲ့ဆွေမြန်မာတွေကဒီအချက်မှနည်းနည်းဂယုမစိုက်ကြတာတဲ့ပြီးရင်ဒီ notice sharing တွေလုပ်ဖို့တဲ့တတိမထားကြဘူးနောက်ပြီးရင်လေ့လာဖို့လည်းမရှိဘူးပေါ့နော်ပြီးကိုတိုင်းမကြုံဘူးရင်လည်းတချို့တွေကလည်းကြတော့လဲဒီလိုပြောတော့မှလက်ခံချင်မှလည်းလက်ခံကြတာကြုံဘူးဖြစ်ဘူးရတဲ့လူတွေဆိုရင်အခုကျွန်တော်ပြောတဲ့အချက်ကိုသိပါလိမ့်မယ်ဆိုတော့ဒီဗီဒီယိုကညီကိုတို့အတွက်ပေါ့နော်ထိုင်ရောက်နေတဲ့ကျွန်တော်တို့ဆွေအမျိုးတွေအတွက်ဘူတူတာဖြစ်ဖြစ်သို့မဟုတ်အကျိုးစီးမဲ့ဗီဒီယိုတစ်ခုလို့မျှော်လင့်ပါတယ်ချင်တယ်မဆိုရင် like လေးနှိပ်ပြီးတော့ဒီဗီဒီယိုလေး sharing လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်ထုံးစံတိုင်းကျွန်တော်ကတော့ for save ပါ